အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Binance မှာ P2P ကိုသုံးပြီးတော့ USDT ဘယ်လိုဝယ်ရမလဲဆိုတော့ရှင်းပြပေးပါမယ်အရင်ဆုံး Binance နဲ့ဝင်လိုက်ပါပြီးရင် More ဆိုတာလေးကိုနှိပ်လိုက်ပါအဲ့ထဲက Trade ထဲမှာ P2P ဆိုတာလေးကိုဝင်လိုက်ရင်ရတယ်ကျွန်တော်တို့ကဒါပေမဲ့အဲ့လိုမလုပ်ချင်ဘူး P2P ကို69မှာဝင်လာတဲ့ပေါ်တင်နေဆိုရင်လည်းဒီက edit ဟာလေးကိုနှိပ်ပြီးတော့ P2P ကိုပေါင်းထည့်လိုက်ပြီးတော့ဒန်းအောင်နှိပ်လိုက်ရင်ရပါပြီပြီးရင်ပြန်ထွက်လိုက်ပါ P2P ကိုနှိပ်လိုက်ပါအဲ့မှာပထမဦးဆုံးအပေါ်မှာတက်လာတဲ့ order ဈေးအနည်းဆုံးပါသူ့အောက်ကိုသွားလေဈေးကပိုများလေပါပဲဒီလိုကိုကပြီးရင်ပတ်စံ MNK ဖြစ်ရပါမယ်ကိုကတကယ်လို့payment method တွေရွေးချင်တယ် KBZ ပေးနိုင်တယ် ARP ပဲပေးနိုင်တယ်ဆိုရင် payment method မှာ KBZ ကိုပဲရွေးချလိုက်ရင် KBZ နဲ့ပေးလို့ရတယ်မှန်သမျှပေါ်လာပါလိမ့်မယ်တကယ်လို့ကိုကလိန်ခံရမှာဆိုလို့ဒီတိုင်းရိုးရိုးလူတွေရှိမှမဝယ်ခြင်းဘူးမားချမ်းနေမှာဝယ်ခြင်းတယ်ဆိုရင်လည်းရပါတယ်မားချမ်းနေမှာဝယ်မယ်ဆိုရင်ရွှေအောင်ဘေးနားမှာရွှေအောင်လေးတွေငွေအောင်လေးတွေပါတဲ့ဟာတွေကမားချမ်းနေပါအဲ့တော့ကျွန်တော်ကဒီမှာပမာဏအနေငယ်ပဲဝယ်မှာဖြစ်တဲ့အတွက်ကြောင့်ပြီးရင်သူတို့ကဘယ်လောက်ဖို့အနည်းဆုံးဝယ်ရမလဲဆိုတာကိုဒီမှာပြထားပါတယ် limit သူက10သိန်းလို့ရတယ်အဲ့တော့10သိန်းဖို့အနည်းဆုံးဝယ်တိုင်းမှာဝယ်လို့ရပါမယ်ကျွန်တော်ဒီမှာအနေငယ်ပဲဝယ်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်နိုင်တဲ့ဟာကိုပဲလိုက်ရှာပါလိမ့်မယ်9000မိုးပဲဝယ်မှာဖြစ်တဲ့အနည်းဆုံး9000အောက်နေတဲ့ဟာကိုပဲဝယ်လို့ရပါမယ်ဝယ်တဲ့အခါမှာကျွန်တော်တို့မြန်မာငွေကိုတိကျပေးပါ USD ကို point တွေနဲ့ယူလိုက်ပါပြီးရင် place order ကိုနှိပ်လိုက်ပါပြီးရင်ချက်ပါတကယ်လို့ KP နံပါတ်တစ်ပိုင်းမပေးထားဘူးဆိုရင်ချက်မှာရောင်းတဲ့လူကိုစာပို့ပြီးတော့ KP နံပါတ်တောင်းလိုက်ပါပြီးရင်ကိုယ့်ရဲ့ KP ရဲ့နေပတ်စံလွှဲပြီးသွားပြီဆိုရင်အောက်မှာ transfer ဆိုတဲ့ခလုတ်ကိုနှိပ်လိုက်ရင်ကျွန်တော်တို့ရဲ့ဝယ်တဲ့ order ပြီးမြောက်သွားပါပြီအဲဆိုရင်သူ့ကို buy နံပါတ်ကနေ crypto ကို release လုပ်ပေးဖို့ notice ပို့ပါလိမ့်မယ်အဲ့ညရင်သူက crypto release လုပ်ပေးသွားရင်ကျွန်တော်တို့ order ပြီးသွားပါပြီအဲ့တိုင်းသူ့ကို positive ဆိုပြီးတော့ feedback ပေးခဲ့လို့ရပါတယ်တကယ်လို့သူကအဆင်မပြေဘူးဆိုရင် negative ဆိုပြီးတော့ပေးခဲ့လို့လည်းရပါတယ် P2P မှာတကယ်လို့ကိုကအဲ့ order တင်တဲ့အချိန်15မိနစ်ပဲဖြစ်နိုင်ဝယ်ပဲဖြစ်ကိုကသူက line ပေါ်မှာမရှိတော့လို့ကိုကမဝယ်ချင်တော့ဘူးဆိုရင် cancel order ကိုနှိပ်လို့ရပါတယ် cancel order လုပ်လို့ရတာတစ်နေ့ကို3ခါလုပ်လို့ရပါတယ်တကယ်လို့ကိုကငွေလှဲပေးလိုက်ပြီးဖားနှိပ်ပြီးတော့ငွေလဲတာလိုက်ကြပါမယ်ဖြစ်ဖြစ်ကိုက Binance တွေကိုပြန်ဝင်တဲ့အခါမှာ transfer ခလို့မနှိပ်မိလိုက်ဘူးဆိုရင်မကြောက်ပါနဲ့အပြည့်ရတင်လို့ရပါတယ်အပြည့်ရတင်ပြီးတော့ Binance support ကိုသွားပြောပါအဲဆိုရင်ကိုယ့်ရဲ့ငွေကိုမဆုံးရှုံးပါဘူးဒီဗီဒီယိုကိုကြည့်ပြီးတော့ Binance မှာ P2P ကိုသုံးပြီးတော့ USDT ဝယ်တက်သွားပြီလို့ထင်ပါတယ်တကယ်လို့မသိနားမလည်ရရှိရင်အခက်အခဲတစ်စုံတစ်ရာရှိရင် comment များဝင်ရောက်မေးမြန်းသွားနိုင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးအတွက်ကျေးဇူးတင်ပါတယ်